Astomapede Sita, the unstoppable mindset. They say that Nyadrima, Gugu, Biame Bubadala, Natwani de Langa, Takeo Maya Lasura, Imatrica, Wigwa Lombi, Let to Waka Jantan Loreka, Mully Chetriha, Pianda Milo, Doing Lada Bari, the Enkukanzani Yade, Bivan Mudriha, a Sondam Hobabu, Elaha. တင်ဝိညာဉ်ကိုပို့ပြီးခံမအောင်ထူးဆင့်နေတဲ့ဖြစ်စစ်တစ်ခုသာဖြစ်ပါတယ်။ရွေးချယ်မှုဤစွမ်းအားအောင်မြင်မှုဆိုတာကံကြမ္မာကပေးတဲ့လက်ဆောင်မဟုတ်ဘူး။အလဲလဲအကွဲကွဲကြားကနေနာကျင်မှုကိုအန်တုပြီးရွေးချယ်လိုက်တဲ့ဆုံးဖြတ်ချက်သာဖြစ်ပါတယ်။လူတန်းကတော့အောင်မြင်ချင်ကြတာပဲ။ဒါပေမဲ့အမောင်ဆုံးညတွေကိုဘသူကအဆုံးထိဖြတ်တန်းဖို့တလဲတခြားသူတွေရဲ့အခြေသွင်းမှုတွေအောက်မှာတင့်ကိုယ်တင်ယုံကြည်တဲ့ယုံကြည်မှုဟာကဘာပေါ်မှာအားအကောင်းဆုံးလက်နဲ့တစ်ခုပါပဲအမာရွဟာ contract ကြရှုံးခြင်းဆိုတာနာကျင်စရာကောင်းပါတယ်ဒါပေမဲ့အဲ့ဒီနာကျင်မှုကနေသင်ခန်းစာမယူနိုင်တာကမှတကယ့်အရှုံးပါလဲကျသွားတဲ့အခါမြေပြင်မှာပဲအချင်းကြာကျေဝတ်မနေပါနဲ့တင်းရဲ့အမာယုတန်းဟာတင်ဘလောက်အချီတောက်ခံနိုင်ခဲ့တယ်လဲဆိုတာတက်တည်တွေပါပဲမှတ်ချပါစိန်တောင်တုံဖြည့်ဖို့ဆိုတာပြင်းထန်တဲ့ဖိအားတွေကိုနှစ်ပေါင်းများစွာခံနိုင်ရင်ရှိခဲ့လို့ပဲဖြစ်ပါတယ်ပြစ္ဆုတ်ပံမှာရှင်တန်ပါအကျိတ်ကနာရတွေဟာတိချီတာကိုချင်ထားတဲ့တန်ချီခြင်းတွေပါအဲ့တွေကိုဖြစ်ကြောက်ပြလိုက်ပါမနေ့ပြန်ဆိုတာအိမ်မက်တစ်ခုပဲရှိသေးတယ်ဒီနေ့ဒီအချိန်အခုတင်လန်လက်တဲ့ခြလန်ကသာတင်ဘွားကိုအဆုံးဖြတ်ပေးမှာပါမှတ်ထားပါလောကကြီးကတင်းကိုတားဆီးနိုင်တာဟာတင်ကိုယ်တန်ကငါရှုံးသွားပြီလို့ကိုခံလိုက်တဲ့အခါကြံမှာပဲဖြစ်ပါတယ်တင်ရဲ့အကန့်အသတ်ဆိုတာသိစိတ်ထဲမှာတင်ကိုယ်တန်ဆွဲထားတဲ့စီဝမ်းလေးတစ်ခုသာဖြစ်ပါတယ်အဲ့ဒီစီဝမ်းကိုကြော်ဖြတ်ကြည့်လိုက်ပါတင်အတွင်းတဲ့မှာမကုံဆုံးနိုင်တဲ့စကြဝဠာတစ်ခုစာအစွမ်းအစတွေရှိနေပါတယ်ဒီနေ့ကစပြီးလူအသစ်တယောက်ဖြစ်စိတ်ဓာတ်အသစ်တစ်ခုနဲ့ခက်ခက်မမချင်လန်းလိုက်ပါသင်ဟာဘယ်သူမှကြားစီလို့မရတဲ့ unstoppable အင်အားစုတစ်ခုဖြစ်လာပါလိမ့်မယ်ဒီဗီဒီယိုလေးကသင်ရဲ့တနေရာမှာခွန်အားဖြစ်စေမယ်ဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နောက်ထပ်စိတ်သက်ခွန်အားဖြစ်စေမယ့်ဗီဒီယိုတွေနဲ့အတူကျမတို့ပြန်လာခဲ့ပါမယ်အားလုံးပဲကဘာကြီးကိုရင်ဆိုင်နိုင်တဲ့စိတ်သက်အင်အားတွေပန်ဆန်နေကြပါစေ